အားလုံးပဲမင်္ဂလာပါ brother တို့ရေ Zani Gaming ကနေပြီးတော့ကြိုဆိုလိုက်ပါခင်ဗျာမေလ19ရက်နေ့မှာဆိုရင်တော့ brother တို့စောင့်မျှော်နေကြတဲ့ Fasa ရဲ့ All Star Skin ကြီးကထွက်ရှိလာတော့မှာပဲဖြစ်ပါတယ် Fasa All Star Skin ကိုရဖို့ brother တို့ Diamond ဘယ်လောက်သုံးရမလဲဘယ်လိုဝယ်ရမလဲဆိုတာကိုကျွန်တော်ကအသေးစိတ်တစ်ချက်ထပ်ပြီးတော့ပြောပြပေးပါဦးမယ်ခင်ဗျာအရင်တစ်ခါတော့ကလည်းကျွန်တော်ကဒီ All Star Skin တွေရဲ့အကြောင်းကိုဗီဒီယိုတစ်ပုတ်လုပ်ပြီးတော့ပြောပြခဲ့ဘူးတယ်ပေါ့နော်တစ်ခါကျွန်တော်ကထပ်ပြီးတော့အသေးစိတ်ပြန်ပြီးတော့ပြောပြပေးပါဦးမယ်ခင်ဗျာ Fasa All Star Skin ကိုတော့ normal pack နဲ့ premium pack ဆိုပြီးတော့2မျိုးရှိပါတယ် normal pack မှာတော့ diamond 349လုံးနဲ့ဝယ်ရမှာဖြစ်ပြီးတော့ premium pack မှာတော့ diamond 999လုံးနဲ့ဝယ်ရမှာပဲဖြစ်ပါတယ် normal pack တဲမှာတော့ Fasa All Star Skin ရမှာပဲဖြစ်ပါတယ် premium pack မှာတော့ဘာတွေရမလဲဆိုတော့ Fasa All Star Skin ရဲ့ painted skin ရဲ့ COA 150ရဲ့တခြားသော item လေးတွေလည်းရမှာလည်းဖြစ်ပါတယ်ပြီးတော့ brother တို့အနေနဲ့က Fasa ရဲ့ painted skin ကြီးကိုလည်းကြိုက်တယ်ဆိုရင်တော့ diamond 999လုံးနဲ့premium pack ကိုဝယ်ပါကျွန်တော်ကတော့ normal pack ပဲဝယ်ပြမယ်ပေါ့နော်ဒါပေမဲ့လည်း Fasa ရဲ့ painted skin ကြီးကအနီရောင်ကြီးဆိုတော့အရန်လဲမိုက်တယ်ဗျာတစ်ချက် show ကြည့်လိုက်အောင်ဒီမှာဟိုးရန်လှရနော် brother ကြည့်လိုက်အနီရောင်ကြီးဆိုတော့အနီရောင်တောက်တောက်လေးအရန်မိုက်တယ်ကြည့်လိုက်အောင် skin ကလေpainted ကပို့ပြီးတော့အရောင်လေးပို့ပြီးတော့ဟိုထင်းတာပေါ့ဗျာလှတယ်ကြည့်လိုက်အောင် brother တို့ကျွန်တော်တော့ normal pack ပဲဝယ်လိုက်တော့မယ်ဗျကဲအရန်လှတယ်ဗျာ painted skin ကြိုက်တဲ့သူတွေဆိုရင်တော့ premium pack ကိုဝယ်ဖို့ကျွန်တော်က recommend ပေးပါတယ် COA 150လည်းရမှာဆိုတော့ diamond 150နဲ့ညီမျှတာဖြစ်တဲ့အတွက် premium pack ကလည်းတန်ပါတယ်ဝယ်မယ်ဆိုရင်တော့ကဲ brother တို့ရေ Leslie ရဲ့ Legend Skin ကြီးကို revamp လုပ်တာမှမပြီးသေးဘူး Leslie ရဲ့ Collector ကြီးကိုလည်း Mobile Legend အနေပြီးတော့revamp ထပ်လုပ်သွားမှာပဲဖြစ်ပါတယ်အဲ့တော့ဘယ်နေ့ဘယ်ချိန်မှာလာမလဲဆိုတော့အတိအကျတော့မသိသေးဘူးသိတယ်ဆိုရင်တော့ brother တို့ထပ်ပြီးတော့ပြောပြပေးပါဦးမယ်ခင်ဗျာ Leslie ရဲ့အရင် Collector ကြီးတော့ကလည်း share land နဲ့ဗျာခု revamp ထပ်ပြီးတော့လုပ်မယ်ဆိုတော့ brother တို့စဉ်းစားတာကြည့်တော့ဗျာLeslie Collector လေးချက်မရှိနေဗျာ brother တို့ Leslie ရဲ့ Collector လေးတော့ရှိတဲ့နဲ့ Leslie ရဲ့ Collector လေးကလည်းစောက်ရမ်းလန်းနေဗျာနောက်ထပ်အနေနဲ့ brother တို့ Vasana ရဲ့အသစ်ထွက်ရှိလာမယ့် event လေးကြောင်းကိုကျွန်တော်နည်းနည်းလေးပြောပြပေးမယ်ဗျာ Vasana ရဲ့ Twisted Fading ဆိုတဲ့ skin လေးကိုတော့ဘယ်နေ့ဘယ်ချိန်မှာထွက်လာမယ်ဆိုတော့အတိအကျတော့မသိသေးဘူးဒါပေမဲ့ဟိုတချို့လိုချင်တဲ့သူတွေအတွက်ကကျွန်တော် diamond လေးတွေစုလို့ရအောင်လို့ကျွန်တော်ကနည်းနည်းလေးကျွန်တော်တီးသလောက်လေးပြောပြပေးမှာပဲဖြစ်ပါတယ် skin ရဲ့ point တွေကလည်း Collector ရဲ့ point တွေနဲ့အတူတူပါပဲပြောရရင် Collector နဲ့ level 2တန်းတူတယ်တာပေါ့နော် daily draw နဲ့ 10 draw ဆိုပြီးတော့ရှိပါတယ် daily draw ကိုတော့ 50% discount အများတန်းရှိပြီးတော့ဒီ10 draw ကိုကြာ first time မှာဆိုရင် 30% discount ပေးမှာပဲဖြစ်ပါတယ်နောက်ပြီးကြတော့တခြားသော skin တွေလည်းပါလာမှာလည်းဖြစ်ပါတယ်ကိုလှည့်တဲ့အချိန်ပုံမူတည်ပြီးတော့ဒီလိုတစ်တာပေါက်လေးရမယ်ပေါ့နော်ဒီ60မှာဆိုရင် special skin ရမယ်80မှာဆိုရင် epic skin တစ်ခုရမှာပဲဖြစ်ပါတယ်အဲ့တော့ဒီ skin ကလည်း Collector လိုမျိုးနှက်ရမှာဖြစ်တဲ့အတွက် brother တို့အနေနဲ့လိုချင်တယ်ဆိုရင်ခုကလေးကdiamond လေးတွေကြိုးစုပြီးထားကြပါဘယ်နေ့ဘယ်ချိန်လာမယ်လို့တော့တိကျတော့မသိသေးဘူးပေါ့နော်သိရဆိုရင် brother တို့ထပ်ပြီးတော့ပြောပြပေးပါဦးမယ်ခင်ဗျာ Vasana ရဲ့ skin ကိုရဖို့အတွက်ဆိုရင် brother တို့အနေနဲ့က draw 100နေပြီးတော့120အထိလှည့်ရမှာပဲဖြစ်ပါတယ်အဲ့တော့လိုချင်တဲ့သူတွေကခုကလေး diamond ကြိုးစုထားကြပါနောက်ပြီးတော့ brother တို့စိတ်မပူပါနဲ့ဒီမှာလဲ premium supply တွေရှိပါတယ် premium supply ကတော့ diamond 900ထဲမယ် diamond 900သုံးမယ်ပြီးရင်ကြတော့ brother တို့ ticket က29ကရမှာပဲဖြစ်ပါတယ်ခက်နေပြီဗျာ brother တို့ရေမွန်းတုံကတော့အမြဲတမ်းတစ်လအတွင်းမှာ event တွေရော skin တွေရောထွက်လိုက်တဲ့ skin တွေရောကိုယ်လေးကြတော့လေခွတ်ဆွဲရမယ်အဆင်ရအောင်လေဒီဗီဒီယိုလေးကတော့ဒီလောက်ပါပဲအားပေးသူတွေအတိုင်းကိုကျေးဇူးအထူးတင်ရှိပါတယ်မှတ်ချက်လေးလည်းရေးပေးခဲ့ကြပါအောင်ခင်ဗျာကျွန်တော်ရဲ့ဗီဒီယိုလေးတွေကိုကြိုက်နေတဲ့ဆိုရင် like and subscribe လေးလုပ်ပြီးအားပေးခဲ့ကြပါအောင်ဒီတွေမှာထပ်ပြီးတော့တွေ့ပါမယ်ခင်ဗျာ Zani Gaming ပဲဖြစ်ပါတယ်